ကိုကငချောင်းနဲ့ခရမ်းသီးနဲ့ချက်မှဖြစ်ပါတယ်ငချောင်းကိုပိုင်းပိုင်းလေးဖြစ်အောင်ခောက်ပါတယ်ခောက်တဲ့စကေးရတော့ကျွန်းလငချောင်းကတုံးပုံမရှိပါဘူးအကုန်လုံးဘေးမှာပါပြီပဲဟုတ်ပါလားဟမ်တင်ရ6တုံးမျိုးရဲဆိုလို့ရှိရင်စလားလေးကိုထည့်ပြီးတော့ရေပြောင်ဆေးမယ်နော်နည်းနည်းလေးစိန်နာပါတော့နည်းနည်းနူးအောင်ချောင်းမာတော့လေဆေးပြီးသွားလို့ရှိရင်ပကံလေးကိုထည့်မယ်နော်ပြီးသွားလို့ရှိရင်သူနဲ့ရောမခန်းသီးလေးကိုလေးစိတ်ထိုးမယ်နော်ကန်ဒီလီကတော့ shock နဲ့ပဲကြောင်းမှကြောင်းအခုကဓာတ်ကင်တော်တော်ကျွမ်းလာခုပြင်းနေတာအဲ့လိုလီးပြီးသွားလို့ရှိရင်တော့ရေဆေးမယ်နော်ဆေးရိုင်းကဲငယ်ဦးဒီသိန်းလေးကိုချက်တော့ပြချက်တော့ညံ့နေအောင်ထောင်းမယ်နော်အခုလုံးလုံးမညံ့ရင်တော့နည်းနည်းလေးညံ့ရရုပ်ချိုးပေးရကျိုးနေရပါလေအဲ့တော့တိတ်နဲ့ကျိုးနဲ့ပတ်ထားတာပါလေကောင်းဆုံးတော့တေဦးပူပေးမယ်စီတက်မယ်ပေါ့လေငချောင်းကစူနေတော့စူတိုင်းချင်စားမကောင်းဟိုသူ့နည်းနည်းလေးချောင်းအောင်ကြော်လိုက်မယ်နော်ကဲဒါကြော်ပြီးွားလို့ရလောက်တဲ့အနေထားတော့ပေါ့အင်းကျွန်တော်ကတော့ကျွန်းနေဘာမှမချက်တော့ပါဘူးခုနေ့စဉ်ချက်စားနေကြအားလေးတွေတင်ပြတော့ပါတေဦးစီတက်မယ်ခုနထောင်းလို့ဒီစီတက်ပါလို့ခါရရင်ရုပ်သိနဲ့ချက်စားရပါလိမ့်ချောင်းနေရဒီမုံတော့ချက်စားတယ်ကောင်းမလားလို့အနည်းလေးနည်းနည်းမှုလာကြည့်ခုနကကြော်ထားတဲ့ချောင်းကိုထည့်ပါအဲ့တော့ကျင်းနေနေချက်ပေါ့ဒီနေ့တင်ချက်နေတဲ့ဟင်းလေးတွေရိုက်ပြတာလည်းရှိပါတယ်စပူမူးလည်းမဟုတ်တဲ့အတွက်လေကျိုးရဲချူလို့ချင်းရလို့တင်တယ်လည်းနှစ်ပြီးရကျန်ပြီးထည့်မယ်နော်ဒီကပမာမူပြီးဒီနည်းနည်းလေးထည့်ပါတော့ဖုန်းလေးဖုန်းလာတယ်နော်ကဲဒါတော့ตัวတပြက်ဖုံးလှက်လိုက်တာပေါ့လေဦးလေးဦးကမှတော့နည်းနည်းဦးလေးတောက်ပြလိုက်တာပါဖုံးပြောင်းမယ်ကဲခုဆိုရင်တော့ဟင်းရကြက်တော့ပါပြီအားလုံးကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်